สวัสดีค่ะอารมณ์มีกลาบาชิน2026မှာထိုင်းစကားလေးလာနေနဲ့လမ်းပြောင်းမသွားရအောင်လမ်းဖောက်ကြမယ်နော်ထိုင်းစကားလေးလာတဲ့အခါမှာစကားလုံးတွေကရှင်းနောက်တည်လွဲနေရစာရီထိုင်ချက်ပြီးတော့ကြက်လိုက်မေးလိုက်ဖြစ်နေရဲ့ဘာလို့ဘာကြရမလဲမသိဘူးဖြစ်ပြီးတော့လမ်းပြောင်းနေရဆိုလို့ရှိရင်တော့လမ်းဘယ်လိုဖောက်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ထိုင်းစကားလေးလာတဲ့အခါမှာစာချက်ပြီးတော့လေ့လာနေရဆိုလို့ရှိရင်တော့မှားနေပြီနော်အဓိကကသဒ္ဒါနီးစနစ်တွေကိုဒါရထားမယ်ဆိုလို့ရှိရင်တော့ဘယ်လိုစကားလုံးတွေပဲလာထိုင်းစကားပြောကိုစမတ်ကြကြနဲ့ပြောတတ်သွားမှာသိကြပဲနော်ဘယ်လိုသဒ္ဒါနီးစနစ်တွေကိုလေ့လာရမလဲဆိုလို့ရှိရင်တော့အရှိကန်စကားပြောနည်း17မျိုးနံပါတ်1အနေနဲ့ကြတော့ကြဖို့မယ်နံပါတ်2ကကြတော့ K ကြုံဘူးเจ้าတွေကိုပြောတဲ့အခါမှာသုံးတယ်နံပါတ်3ကကြတော့လဲအောင်ပြီးစီးเจ้าကိုပြောတဲ့အခါမှာသုံးတယ်နံပါတ်4ကကြတော့မိုင်းအငင်းစကားတွေကိုပြောတဲ့အခါမှာသုံးတယ်နံပါတ်5ကကြတော့ရန်သေးဘူးပေါ့နော်နံပါတ်6ကကြတော့တောင်းလိုအပ်ကြောင်းကိုပြောတဲ့အခါမှာသုံးတယ်နံပါတ်9ကကြတော့กำลังလုံနေစေဖြစ်ကြောင်းကိုပြောတဲ့အခါမှာသုံးတယ်နံပါတ်10ကကြတော့နာကြဖြစ်နိုင်ခြေရှိတဲ့အကြောင်းကိုပြောတဲ့အခါမှာသုံးတယ်နံပါတ်9ကကြတော့ခွန်ခုံနှစ်ခုလုံးကိုသုံးတယ်ပေါ့နော်တင့်တော်အကြောင်းကိုပြောတဲ့အခါမှာသုံးတယ်နံပါတ်10ကကြတော့ဟမ်ယာတားမြစ်အကြောင်းကိုပြောတဲ့အခါမှာသုံးတယ်နံပါတ်17ကကြတော့ယာလိုချင်ကြောင်းကိုပြောတဲ့အခါမှာသုံးတယ်ဒါကကြတော့အခြေခံစကားပြောနည်း17မျိုးပေါ့နော်နံပါတ်2အနေနဲ့ကကြတော့ကရိယာရှင်ချင်းပေါင်းဆက်နည်းနံပါတ်3ကကြတော့နန်စားတီယိုတွေရှိမယ်နံပါတ်4ကကြတော့ဝိပတ်အညိုးစကားလုံးတွေပေါ့နော်နံပါတ်5ကကြတော့ပမန္တပေါ့နော်စကားဆက်လေးတွေဖြစ်တယ်ဒါကကြတော့သဒ္ဒါနီးစနစ်လေးတွေဖြစ်တယ်ပေါ့နော်ဒီသဒ္ဒါနီးစနစ်လေးတွေကိုဒါရထားမယ်ဆိုလို့ရှိရင်တော့ကိုမတို့အနေနဲ့လိုအပ်နေတာမီနင်းစကားလုံးလေးလောက်ပဲပေါ့နော်ထိုင်းစကားပြောကိုလေ့လာတဲ့အခါမှာစာချက်နေကြမလို့တော့ဘူးပေါ့နော်ဒီသဒ္ဒါနီးစနစ်လေးတွေကိုဘယ်လိုလေ့လာရမလဲဆိုလို့ရှိရင်တော့မကြခင်မှာဆရာဦးနိုင်စိုးကိုယ်တိုင် free seminar လုပ်ပြီးတော့မှသင်ကြားပေးဖို့ရှိပါတယ်ရှင်ဒီ free seminar လေးကို join ပြီးတော့ရတဲ့ကိုမတို့တွေမိမိတို့ဖာတာထိုင်းစကားပြောကိုစနစ်တကျသဒ္ဒါနီးကြကြနဲ့လေ့လာတတ်သွားမှာဖြစ်ပါတယ်ရှင်ဒီ seminar လေးကို join ချင်တယ်ဆိုလို့ရှိရင်တော့ comment မှာ join လို့ရေးလာပြီးတော့မှချပေးထားတဲ့ Facebook group နဲ့ Messenger group မှာ join ထားရုံပါပဲရှင်2026မှာထိုင်းစကားလေ့လာနေနဲ့လမ်းပြောင်းမသွားရအောင်17ရက်နေ့တနင်္ဂနွေည free seminar မှာဤတို့တွေပြန်ဆောင်ကြမယ်နော်ကျေးဇူးပါရှင်